ခုတကချိပိတက်ကြီးကိုပြောပြီးတင်ဆက်ချင်တာကကျွန်တော်ကလည်းရေးသက်တင်လို့ထားတဲ့ရှင်လေးကဆရာမလုပ်ပြရတဲ့ဆင်းဖြစ်ပါတယ်အပဒါဆရာမဖြစ်နာကြည့်ရဲ့ဆရာမလေးလေးသာခင်မီယာမဆွဲလက်တန်းတာခံစားရပြီလေကြီးကြီးတိမ်မွေးပါတဲ့ဆရာမလေးရဲ့အမှန်ကလေးနဲ့မျက်နှာလေးကိုညုံနေမှာရစ်ကြီးငါနေညုံနေမှာရစ်ကြီးငယ်ပြီလေဖြစ်နာကြည့်ရဲ့ဆရာမလေးလေးသာခင်မီယာမဆွဲလက်တန်းတာခံစားရပြီလေကြီးကြီးတိမ်မွေးပါတဲ့ဆရာမလေးရဲ့အပန်းကလေးနဲ့မျက်နှာလေးကိုညုံနေမှာရစ်ချင်းငါနေညုံနေမှာရစ်ချင်းငယ်ပြီလေတော့ဆရာမလေးရဲ့ဂုဏ်သိက္ခာကိုငင်ညာကလေးရှင်နေမှာလဲညူသိက္ခာပဲတိမိကြီးတို့ခံစားလို့နေတိပါစီတိစီတို့အသေးနေအောင်ချစ်မိပါပြီလေလက်ပါတဲ့ဘဝကလေးမှာဆရာမပြောနိုင်ပါမလားတွေးများနဲ့အားငယ်ကနေကျွေပဲကျွေနွမ်းပဲရည်ရည်စမ်းလေးစီးစင်ငယ်ပြီမတူမတန်တာကိုမိရမယ်ဆိုတဲ့အသည့်တွေကျွန်တော်မှရှိအောင်လမ်းညွှန်ငါသိကြပါလို့တောင်းပန်ပါရစေဆရာမကြီးဆရာမလေးဖြစ်နာကြည့်ရဲ့ဆရာမလေးလေးသာခင်မီယာမဆွဲလက်တန်းတာခံစားရပြီလေကြီးကြီးတိမ်မွေးပါတဲ့ဆရာမလေးရဲ့အမှန်ကလေးနဲ့မျက်နှာလေးကိုညုံနေမှာရစ်ချင်းငါနေညုံနေမှာရစ်ချင်းငယ်ပြီလေတော့ဆရာမလေးရဲ့ဂုဏ်သိက္ခာကိုငင်ညာကလေးရှင်နေမှာလဲညူသိက္ခာပဲတိမိကြီးတို့ခံစားလို့နေတိပါစီတိစီတို့လို့အသေးနေအောင်ချစ်မိပါပြီလေလက်ပါတဲ့ဘဝကလေးမှာဆရာမပြောနိုင်မှာမလားတွေးများနဲ့အားငယ်ကနေကျွေပဲကျွေနွမ်းပဲရည်ရည်စမ်းလေးစီးစင်ငယ်ပြီမတူမတန်တာကိုမိရမယ်ဆိုတဲ့အသည့်တွေကျွန်တော်မှရှိအောင်လမ်းညွှန်ငါသိကြပါလို့တောင်းပန်ပါရစေဆရာမကြီးဆရာမလေး